ကဘာကိုသိမ့်ပိုက်ခဲ့တဲ့စပိန်ကျူးကျော်သူတွေတောင်ခြေရာမခံနိုင်ခဲ့တဲ့မိုးတိမ်တိုက်တွေရဲ့အထက်ပေပေါင်း8000မှာတည်ရှိနေတဲ့အင်ကာအေဂရစ်တွေရဲ့ကြောက်တုံးမြို့တော်ကြီးမချူပီချူဒီမြို့တော်ကြီးကဘာကြောင့်ရုတ်တရက်ကြီးလူသူကင်းမဲ့ပြီးတုတ်တန်တစားပြင်လို့ဖြစ်သွားခဲ့ရတာလဲဒါဟာဘာသာရေးအရရစ်ပူဇော်တဲ့နေရာလားဒါမှမဟုတ်ကဘာပြက်ကက်ကနေလွတ်မြောက်ဖို့ဆောက်လုပ်ထားတဲ့လျှို့ဝှက်ခံတတ်လားမချူပီချူကြောက်တုံးမြို့တော်ဟာခရီးသွားတွေတပ်ပုံရိုက်ဖို့နေရာတတ်မဟုတ်ပါဘူးဒီမြို့ရဲ့မြေအောက်မှာဒီကြောက်တုံးတွေကြားမှာနှစ်ပေါင်း900ကျော်ကြာအောင်မြုပ်နှံထားတဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ဘာကြောင့်ဒီလောက်ခမ်းနားတဲ့မြို့ကြီးကိုရုတ်တရက်ကြီးလူသူကင်းမဲ့ပြီးဆွန့်ပစ်ခဲ့ကြတာလဲ။ဒီနေရာမှာတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲ။အခုကျွန်တော်တို့နဲ့အတူအင်ကာတွေရဲ့လျှို့ဝှက်ကဘာတွေကိုဝင်ရောက်ကြည့်ကြရအောင်။ Say when's up way Goji Pine Channel Goji Pine Some Middle Eastern instruments Powerful cinematic rise 1911ခုနှစ်ဇူလိုင်လ24ရက်နေ့အဲ့ဒီနေ့ဟာမိုးတိမ်တွေဖုံးလွှမ်းနေတဲ့အေးစိမ့်စိမ့်နေ့တစ်နေ့ပါရေးတက္ကသိုလ်ကသမိုင်းပညာရှင်ဟိုင်ရန်ဘေကန်ဟာပီရူးနိုင်ငံရဲ့အင်ဒီတောင်တန်းတွေကြားမှာအခက်အခဲပေါင်းများစွာနဲ့ခရီးနှင်နေပါတယ်သူတကယ်ရှာနေတာကဘီကာဘန်ဂါလို့ခေါ်တဲ့အင်ကာတွေရဲ့နောက်ဆုံးခံတပ်ပါသူဟာဒေသခံတွေစီကသတင်းစကားတချို့ကိုကြားခဲ့ရပြီးတောင်ထိပ်ဟောင်းလို့အဓိပ္ပာယ်ရတဲ့မချူပီချူတောင်ကုန်းစီကိုဦးတည်ခဲ့ပါတယ်ကလေးငယ်တယောက်ရဲ့လမ်းပြမှုနဲ့အတူသူဟာຫນွယ်ပင်တွေတစ်ပင်တွေထူထပ်လွန်းလို့နေအောင်တောင်မမြင်ရတဲ့တောအုပ်ကြီးကိုဖျက်ကျော်ခဲ့ရပါတယ်တောင်ထိပ်ကိုရောက်သွားချိန်မှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကိုယ်လုံးတုန်လှုပ်သွားခဲ့ရပါတယ်သူရှိမှမြင်နေရတာကရဲတိုက်ကြီးတွေမဟုတ်ဘူးတစ်ပင်တွေဖုံးလွှမ်းနေပေမဲ့ခမ်းနားမှုတွေပျောက်ကွယ်မသွားတဲ့ကြောက်တုံးမြို့တော်ကြီးပါဟိုင်ရန်ဘင်ဂါဟာသူတွေ့လိုက်ရတဲ့အရာကိုမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဒီမြို့ကြီးဟာနှစ်ပေါင်း400နီးပါးကြာအောင်တဘာဝတရားရဲ့ရင်ဝင်ထဲမှာအိမ်မောကျနေခဲ့တာပါစပိန်လူမျိုးတွေဟာတောင်အမေရိကတိုက်ကိုသိမ်းပိုက်တုန်းကမြို့တိုင်းကိုဖျက်ဆီးခဲ့ပေမဲ့ဒီမြို့ကိုတော့သူတို့ရှာမတွေ့ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီမြို့ဟာမြေပြင်ကနေကြည့်ရင်ဘယ်လို့မှမမြင်နိုင်တဲ့တိမ်တိုက်တွေကြားကလျှို့ဝှက်မြို့တစ်ခုဖြစ်နေလို့ပါပဲ။ဒီမြို့ကိုကိုးဦးမြောက်အင်ကာဧကရစ်ပါချာကူတီက1450ပြည့်နှစ်ဝန်းကျင်မှာတည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာတာမန်နေထိုင်ဖို့မဟုတ်ပါဘူး။အစာအုပ်ပေါင်း200ကျော်လေကရစ်စိုက်ပျိုးရေးတွေဖျားเจ้าတွေနဲ့နန်းတော်တွေအားလုံးကိုကြောက်တုံးကြီးတွေနဲ့စနစ်တကျစီမံထားတာပါဒီနေရာမှာပဲပထမဆုံးမေးခွန်းတစ်ခုထွက်ပေါ်လာပါတယ်အင်ကာတွေဟာဝန်တင်တိရစ္ဆာန်ကြီးတွေမရှိပဲတန်နဲ့ချီလေးလံတဲ့ကြောက်တုံးကြီးတွေကိုဒီလောက်မဆောက်တဲ့တောင်ပေါ်ကိုဘယ်လိုတည်ခဲ့ကြတာလဲတတုံးကိုကီလိုဂရမ်ရာနဲ့ချီလေးလံတဲ့ကြောက်တုံးတွေကိုမဆောက်တဲ့တောင်ကုန်းတွေပေါ်တည်ယူဖို့ဆိုတာအခုခေတ်စက်ယန္တရားတွေနဲ့တောင်မလွယ်ကူတဲ့အလုပ်ပါဒါဟာအင်ကာတွေရဲ့မယုံနိုင်စရာဇွဲနဲ့အသိပညာကိုပြသနေတာပဲဖြစ်ပါတယ်ဒီမြို့ရဲ့အလယ်ပေါ်မှာအင်တီဝါတာနာလို့ခေါ်တဲ့ထူးဆန်းတဲ့ကြောက်တံကြီးတစ်ခုရှိပါတယ်အင်ကာတွေရဲ့ဘာသာစကားအရနေမင်းကိုချီနှောင်ထားတဲ့နေရာလို့အဓိပ္ပာယ်ရပါတယ်သူတို့ဟာနေမင်းကိုနတ်ဖျားဖြစ်ကိုးကွယ်နေကြသူတွေပါနှစ်စဉ်စောင်းရင်စွန်းချိန်ကမ္ဘာဝင်ရိုးဟာနေနဲ့အဝေးဆုံးကိုတင်းဆောင်းသွားတဲ့အချိန်နေတာအတူဆုံးနဲ့ညတာအရှိဆုံးဖြစ်တဲ့နေ့ရောက်တိုင်းနေမင်းဟာကမ္ဘာနဲ့ဝေးသွားမှာကိုစိုးရိမ်တဲ့အတွက်ဒီကြောက်တိုင်မှာနေမင်းကိုပြန်ပြီးချီနှောင်ထားဖို့ရစ်ပူဇော်မှုတွေလုပ်လို့ရှိပါတယ်ဒါပေမဲ့ဒီမျိုးရဲ့အလှပနောက်ွယ်မှာကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေရှိနေခဲ့ပါတယ်တူးဖော်မှုတွေလုပ်တဲ့အခါမှာမျိုးစုံကဂူတွေထဲမှာအယိုးစုပေါင်း100ကျော်ကိုတွေ့ခဲ့ရပါတယ်အစာပိုင်းမှာအမျိုးသမီးတွေကြီးပဲလို့ထင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ကလေးငယ်တွေနဲ့အမျိုးသားတွေရဲ့အယိုးစုတွေပါတွေ့လာရပါတယ်ဒါဟာဘာကိုဆိုလိုတာလဲဒီနေရာမှာတဘာဝတရားရဲ့လူသားရစ်ပူဇော်မှုတွေပြုလုပ်ခဲ့တာလားဒါမှမဟုတ်ဒီလူတွေဟာတခုခုကိုကြောက်လန့်ပြီးဒီမှာပဲအဆုလိုက်အပြုံလိုက်တည်ဆုံးသွားခဲ့ကြတာလားအဲ့ဒီမှာပဲအကြီးမားဆုံးဗဟေတိကစတင်တာပါမချူပီချူဟာတိဆောက်ပြီးနှစ်ပေါင်း100ကျော်မှလည်းလူသူကင်းမဲ့သွားခဲ့ပါတယ်စပိန်ကျူးကျော်သူတွေကလည်းဒီမြို့ကိုမရောက်ခဲ့ဘူးဆိုရင်ဒီမြို့ကလူတွေကဘယ်ပြောက်ကုန်တာလဲသူတေတီတွေရဲ့အဆိုအရရန်သူဓာတ်ကြောင့်မဟုတ်ပဲမမြင်နိုင်တဲ့အန်ဒီရဲ့တစ်ခုကြောင့်လို့ဆိုကြပါတယ်အဲ့ဒါကတော့ဥရောပတိုက်သားတွေနဲ့အတူပါလာတဲ့ small pox လို့ခေါ်တဲ့ကြောက်ယောဂါဆိုးကြီးပါယောဂါဆိုးကြီးဟာတောလမ်းတွေတိုင်းပြန့်နှံ့လာပြီးအင်ပါယာရဲ့အကြီးအကဲတွေကနေပြည်သူတွေအထိကူးစက်ခဲ့ပါတယ်မြို့ဟာတုတ်တန်တစားပြင်လို့ဖြစ်လာတဲ့အခါမှာကြံရစ်သူတွေဟာသူတို့ရဲ့ချစ်လှစွာသောမြို့တော်ကြီးကိုထားခဲ့ပြီးတောနယ်ထဲကိုထွက်ပြေးခဲ့ကြပါတယ်ဒါဟာခမ်းနားတဲ့မြို့တော်ကြီးရဲ့ဝမ်းနည်းစရာကံကြမ္မာပါကျွန်တော်တို့အခုမြင်နေရတဲ့မချူပီချူဟာအင်ကာတွေရဲ့အသိပညာအမြင့်ဆုံးအချိန်ကိုပြသနေတာပါ
သူတို့ဟာအင်ဂျင်နီယာလောကရဲ့ပါရမီရှင်တွေပါသူတို့မှာကရင်းဆက်တွေမရှိဘူးတမ်မဏိကိယာတွေမရှိဘူးဒါပေမဲ့ကြောက်တုံးတုံးနဲ့တုံးကိုတစ်ချောင်းတောင်ထိုးလို့မရအောင်စစ်ဆက်စွာစစ်ယူထားနိုင်တာဟာကိုခင်အင်ဂျင်နီယာတွေတောင်အံ့ဩရတဲ့အချက်ပါသူတို့ဟာကြောက်တုံးတွေကိုငလျင်တန်းခံနိုင်အောင်ပုံစံချိတ်ဆက်ထားခဲ့ပါတယ်ငလျင်လို့ရင်ကြောက်တုံးတွေကအချိတ်ဆက်အတွင်းမှာလှုပ်ရှားသွားလာပြီးမူလနေရာကိုပြန်ကျသွားအောင်ဖန်တီးထားတာပါဒါကြောင့်လဲနှစ်ပေါင်းရာနဲ့ချီငလျင်တွေကြားမှာဒီမျိုးကြီးကမပြိုလဲပဲတည်ရှိနေတာပါသူတို့ရဲ့စိုက်ပျိုးရေးစနစ်ကိုကြည့်အောင်မလားတောင်ဆောင်တွေမှာလေကရစ်တွေလှုပ်ထားတာဟာအလှသက်သက်မဟုတ်ပါဘူးမြေပြိုမှုကိုတားဆီးဖို့နဲ့မတူညီတဲ့အပူချိန်မှာတီးနှံတွေစမ်းသပ်စိုက်ပျိုးဖို့အတွက်ဖြစ်ပါတယ်ရေနုံမြောင်းစနစ်တွေကလည်းအမခမ်းပါပဲမိုးရေတွေကိုမြို့ထဲမှာမတင်ကျင်အောင်မြေအောက်လမ်းကြောင်းတွေနဲ့စနစ်တကျစီစဉ်စေခဲ့တာကြောင့်နှစ်ပေါင်း900ကျော်တဲ့အထိဒီမျိုးကြီးကကြမ်းကြမ်းခံနေနိုင်တာပါအင်ကာတွေရဲ့လူနေမှုဘဝဟာလည်းစီကန်းလွန်ရှိပါတယ်သူတို့ဟာမခိုးရမလိန်ရအပြင်းမထူရဆိုတဲ့ဥပဒေသား၃ခုရှိပြီးလူတိုင်းဟာအတိုက်အဝန်းအတွက်အလုပ်လုပ်ကြရပါတယ်အင်ကာတွေမှာကျွန်တော်တို့သုံးနေသလိုစာအရေးသားမရှိပါဘူးဒါပေမဲ့ကီပူးလို့ခေါ်တဲ့အယောင်ဆုံးကျိုးတုံးလေးတွေနဲ့သူတို့ရဲ့တမိုင်းစရင်အင်းနဲ့အကြောင်းအရာတွေကိုမှတ်တမ်းတင်ခဲ့ကြပါတယ်ဒါဟာကမ္ဘာအစမ်းကျယ်ဆုံးမှတ်တမ်းစနစ်တစ်ခုပါကန်ဆိုးတာကတော့အဲ့ဒီကျိုးတုံးတွေရဲ့လှုပ်ဝက်ချက်ကိုဖတ်နိုင်တဲ့သူတွေဟာယောဂဇုံနဲ့စစ်ပွဲတွေကြားမှာကွယ်လွန်သွားခဲ့ကြတဲ့အတွက်မချူပီချူရဲ့တကယ်ဇလန်းအမှန်ကိုကျွန်တော်တို့တဝက်ပဲသိခွင့်ရတာပါစဉ်းစားကြည့်ရင်ဒါဟာဘလောက်တောင်နှမျောဖို့ကောင်းလိုက်တယ်လေကြီးကျယ်တဲ့အသိပညာတွေဟာအချိန်နဲ့အတူပြောက်ကွယ်သွားရပါတယ်မချူပီချူရဲ့ကြောက်တုံးနယ်တွေကြားမှာလေတိုးတန်ကိုနားထောင်ကြည့်ရင်ကျွန်တော်တို့ဘာကိုကြားနိုင်မလဲဒါဟာလူသားတွေရဲ့ဇွဲလုံးလားနဲ့ဖန်တီးနိုင်စွမ်းကိုပြသတဲ့အောင်ပွဲခံတည်သွားလားဒါမှမဟုတ်အချိန်နဲ့သဘာဝတရားရဲ့ရှေ့မှာအရာအလုံးကခဏတာပဲဆိုတဲ့သတိပေးချက်လားအင်ကာတွေဟာဒီမျိုးကြီးကိုတိမ်တိုက်တွေပေါ်မှာအခိုင်အမာတိဆောက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သဘာဝတရားကပဲဒီမျိုးကိုပြန်လည်သိမ့်ပိုက်သွားခဲ့ပါတယ်မချူပီကကျွန်တော်တို့ကိုမေးခွန်းတစ်ခုမေးနေပါတယ်ကျွန်တော်တို့တိဆောက်နေတဲ့အရာတွေထဲမှာအချိန်ရဲ့တန်ကိုခံနိုင်ပြီးရာစုနှစ်ပေါင်းများစွာကြံရင့်မဲ့အရာကဘာဖြစ်မလဲကျွန်တော်တို့ရဲ့ဘဝမှာလည်းရုပ်ဝတ္ထုတွေအတွက်ပုံမခိုင်မာတဲ့အမှတ်တရတွေအသိပညာတွေကိုချမ်းရထားခဲ့ဖို့လိုပါတယ်သင်တို့ရောမချူပီချူကဧကရိရဲ့နန်းတော်လားဒါမှမဟုတ်နတ်ဖျားတွေအတွက်လှုပ်ဝက်မြို့တော်လားဘလို့ထင်တယ်လဲဆိုတော့ comment မှာပြောသွားကြပါဦးတမိုင်းဆိုတော့ပြီးဆုံးသွားတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့ရှာဖွေရအောင်မဲ့လှုပ်ဝက်ချက်တွေအများကြီးကြံပါသေးတယ်နောက်ထပ်ဘေးဒီအစ်စ်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးဘေးကင်းကြပါစေ